はい。もし送りナンバー8ဖြစ်ပါတယ်။ まるまるご子孫のマスモトさん、昨夜の就寝残薬を飲みたくないと拒否されました。အခန်းနံပါတ်まるまるအခန်းနံပါတ်ရဲ့マスモトさんが昨夜မနေ့ညက就寝残薬တော့အဲ့ရမဝင်ခင်တောက်တဲ့ဆေးပေါ့နော်就寝残薬အဲ့ရမဝင်ခင်တောက်တော့ဆေးကိုတဲ့飲みたくないမတောက်ချင်ဘူးတို့ဆိုတော့မတောက်ချင်ဘူးလို့ပေါ့နော်拒否されました拒否ဆိုတာညှင်းဆန်ခဲ့ပါတယ်တဲ့မူရီနီနော်မဆဲစုအဲ့တော့ तू ကမတောက်ဘူးဆိုတော့ကိုကမူရီနီနော်မဆဲစုဆိုတော့အတင်းကြက်ကြီးမတောက်ခိုင်းတော့ဘဲနဲ့ဆိုနိုမမယောစုကိုမိမရှိအဲ့ဒီအတိုင်းပဲအခြေအနေကိုစောင့်ကြည့်နေခဲ့ပါတယ်朝の薬はスムーズに内服されていますがဒီမနက်ပိုင်းဆေးကတော့တဲ့ smooth ဆိုနေဆိုတော့ချောမွေ့စွာနဲ့ပဲနိုင်ဖုကုစားတဲ့တဲ့ email ကနိုင်ဖုကုဆိုတာကတနည်းအားဖြင့်ခုစုရီကိုနော်မှုဆိုတဲ့အဓိပ္ပာယ်မျိုးပဲเนาะနာကာနိပြောမယ်ဆိုရင်နိုင်ဆိုတာကခုချီနောနာကာနိဖုကုကကြာဒီနေရာမှာနော်မှုပေါ့เนาะတောက်တီဆိုတဲ့အဓိပ္ပာယ်ပဲကွာအလွယ်ပြောမယ်ဆိုရင်ရှင်း簡単に説明すると飲むのことです。飲むですね。飲む。အဲ့တော့မနက်ဆေးကတော့သူရှော့ရှော့ရှူရှူပဲချောချောမွေ့မွေ့နဲ့ပဲတောက်ပေမဲ့今後も声かけに工夫が必要かと思います。ဒီအခုနောက်နောက်ပေါ့နော်နောက်နောက်မှာလေနောက်အကျိန်တွေမှာလေလို့ပြောချင်တာပေါ့နော်နောက်ဆေးတောက်ရမယ်အကျိန်တွေမှာလေဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ခွေးခခဲအတန်ပြုတ်တဲ့အခါမှာခုဖူးဆိုတဲ့ခုဖူးဆိုတာကနည်းနည်းတီထွင်လိုက်တာပေါ့နော်ပုံမှန်အတိုင်းကိုသူ့ခွေးခခဲလောက်တာမဟုတ်ဘူး例えばマソモトさん薬の時間ですဒီအတိုင်းမဟုတ်တော့ဘဲနဲ့マソモトさん今日朝の薬がありますけど、いかがですかဒီလိုမျိုးပေါ့နော်သူ့ရဲ့စိတ်ကိုပါတောက်ချင်တာမတောက်ချင်တာမိလိုက်တဲ့ပုံစံမျိုးခွဲခခဲအမျိုးမျိုးကိုကခုဖူးလောက်ကမယ်ခုဖူးဆိုတာကတီထွင်မှုပေါ့နော်တီထွင်ကြံစမှုခိစွယောကလိုအပ်မလားလို့ဒါမှမဟုတ်လိုအပ်မယ်လို့အိုမိုအီမတ်ထင်ပါတယ်တဲ့နော်အဲ့တော့နိုင်ဖုကုစနေဒီမှာတော့မရေးပေးထားဘူးနိုင်ဖုကုဆိုတာလေဒါတောက်တီးဆိုတာပဲเนาะတောက်တယ်ဆိုတာဘယ်လိုတောက်တာလဲဆိုတော့ပါဇက်ကနေဂဒရင်းကနေတစ်စက်ခန္ဓာကိုယ်ထဲကိုတောက်တာเนาะခန္ဓာကိုယ်ထဲကိုဝင်အောင်တောက်လိုက်တာကိုပြောချင်တာเนาะပါဇက်ကနေတောက်တာကိုပြောချင်တာပါဟဲ့ကဲဒါဆိုရင်နံပါတ်၈ကလည်းပြီးပါပြီ